အမျိုးသမီးဟာစွန့်ခံနေတဲ့ယသိတစ်ပါးကိုစွန့်လောင်းဖို့အတွက်အကာအကွယ်စည်းအပြင်ဘက်ကိုအသက်ဆုံးပြီးထွက်လာခဲ့ပါတယ်။ဒါပေမဲ့အန်ဒီရဲ့ကတော့သူမစီကိုတိတ်တဆိတ်ချင်းကပ်လာနေခဲ့ပါပြီ။အမျိုးသမီးကအိတ်ထဲကိုလှူစရာတွေလောင်းထည့်ပေးလိုက်တဲ့အချိန်မှာပဲထိုယသိကမိုးပညာတစ်ခုကိုတိတ်တဆိတ်ထုတ်သုံးလိုက်ပါတယ်။ချက်ချင်းဆိုသလိုပဲအိတ်ထဲကနေအမဲရောင်လက်တံမြောင်များစွာထွက်ပေါ်လာပြီးအမျိုးသမီးရဲ့ခန္ဓာကိုယ်စီကိုရစ်ပတ်နေပါတော့တယ်။အမျိုးသမီးသတိပြုမိတဲ့အချိန်မှာတော့အရာရာနောက်ကျသွားခဲ့ပါပြီ။အမဲရောင်လက်တံတွေကသူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုရစ်ပတ်အောင်မူသွားပြီးထိုယသိရဲ့မောပညာနဲ့ထိန်းချုပ်မှုအောက်မှာအမျိုးသမီးဟာတကူလုံးတုတ်နှောင်ခံရလျက်လေထဲမှာဆွဲခေါ်သွားခြင်းခံလိုက်ရပါတယ်။ဒီအချိန်မှာတော့ယသိဟာလည်းသူ့ရဲ့ဟန်ဆောင်မှုကိုဖျက်လိုက်ပါပြီ။စုပ်ပြတ်နေတဲ့ယသိဝယုံတွေကိုခါချလိုက်ပြီးနှစ်ဖူးပေါ်ကအနီရောင်အမှတ်သားကိုပါဖျောက်ပြက်ပြလိုက်ပါတယ်။သူ့ရဲ့လက်မောင်းတွေကလည်းပူမှုတန်မာတောင့်တင်းလာပြီးရှုပ်ပွားနေတဲ့သပင်အရှိကြီးတွေကချက်ချင်းဆိုသလိုစိုင်ကြတဲ့သပင်အတူလေးဖြစ်သွားခဲ့ပါတယ်။မုတ်စီမွေးတွေနဲ့ညစ်ပတ်ပြီးရည်နေတဲ့ထိုယသိဟာစက္ကန့်ပိုင်းအတွင်းမှာပဲအရက်ရှိပြီးဗလတောင့်တင်းတဲ့ယောက်ျားတစ်ယောက်အဖြစ်ပြောင်းလဲသွားပါတော့တယ်။အဲ့ဒီနောက်ကောင်းကင်မှာလင်းနို့အုပ်ကြီးတအုပ်ရုတ်တရက်ပေါ်လာပြီးသူတို့ထဲကလင်းနို့ကြီးတစ်ကောင်ဟာအနက်ရောင်ဝတ်စုံဝတ်ထားတဲ့ထိုလူရဲ့ရှေ့ကိုတခင်ဖြစ်သူကိုလာကြိုတဲ့ပုံစံနဲ့ဆင်းသက်လာခဲ့ပါတယ်။အမျိုးသမီးကိုလင်းနို့ကြီးရဲ့ကြောပေါ်မှာတင်လိုက်ပြီးတဲ့နောက်ထိုလူကလည်းမောင်းနှင်သူနေရာမှာဝင်ထိုင်ကထွက်ခွာဖို့ပြင်ဆင်လိုက်ပါတယ်။ပြီးတာနဲ့လင်းနို့ကြီးဟာ6ကန်းပါးစီကနေအရှင်ပြင်းပြင်းခုန်ထွက်လိုက်ပြီးလေထဲကိုပြန်တက်လိုက်ပါတယ်။ထိုလူကသူအောင်မြင်ပြီလို့ထင်လိုက်တဲ့အခိုက်အတန့်မှာပဲလင်းယုံငတ်တကောင်ဟာသူ့စီကိုရုတ်တရက်အရှင်ပြင်းပြင်းနဲ့ပြန်တန်းဝင်ရောက်လာပြီး